အားလုံးပဲမင်္ဂလာပါရှင်မင်းနဲ့ Annie channel လေးကနေပြီးတော့ပြန်လည်ကြည့်ဆိုလိုက်ပါတယ်ဒီနေ့ရဲ့ video လေးကတော့ challenge video လေးဖြစ်ပါတယ်ဘာ challenge လဲဆိုတော့ဒီ ultimate night routine challenge ဖြစ်ပါတယ်ညဘက်ကိုလုံးဝပြီးပြည့်စုံတဲ့ night routine ကိုဒီနေ့မင်းနဲ့ Annie လေးဖန်တီးမယ်ပေါ့နော် Oh that's so beautiful beautiful ဟိုတကယ်တော့လေညနေ9 နာရီအိုးနေရတော့9 နာရီခွဲနေရမျက်စိတော့ဖွင့်လို့မရဘူးခေါ်တော့အဲ့တော့အပြင်သွားရမှာပေါ့နော်မျက်ရည်တော့ကြာကြလာတယ်မျက်ရည်အခုကတော့ဗာလဲဘာတော့ဝယ်ရလဲညနေစာကိုစားကျင်တာတွေသွားဝယ်မှာဖြစ်ပြီးတော့ညနေကြလို့ရှိရင်ထီးတောက်ရမှာပေါ့နော်ထီးမရှိဘူးအိမ်မှာလေထီးမရှိဘူးအဲ့တော့ညဘက်အိပ်ပျော်စီထီးအဲ့ဒါလေးများရမလားလို့ဒီနားဆိုင်လေးမှာတော့မှဖြစ်ပါတယ်ဟိုရာဒီတို့တာလိုက်တာကြည့်ပါဦးဝေး Oh my god so beautiful sky look at this ရာဒီတို့အရှမ်းဟိုလာနေmarket ကိုရောက်ပါပြီ market မှာလိုရဝယ်မှာဖြစ်ပါရှင်ဘာပဲရှိရလဲဘာပဲကောင်းလဲတန်နေကိုသိချင်ဒီကကိုကြိုက်လိုက် Okay အိပ်ပျော်နေတဲ့ချီဒီမှာလေးဟိုလေမျက်စိအောက်ကိုကတ်တဲ့ဟာလေးရှိပါတယ်ကြည့်ရှိတော့မရှိတော့ဘူးအခုကတော့ဟာဘယ်တီ draw ဝင်ရင်းနဲ့လမ်းမှာစိုက်ကယ်အားနှုတ်လို့မရတော့ပါဘူးအခုတော့ရတော့ပါပြီအဲ့နဲ့ပဲခုတော့ရပါချွေးတွေအေးရထွက်ပြီးအခုတော့စိုက်ကယ်ပြန်နှုတ်လို့ရပါအိမ်ကိုလည်းပြန်ရောက်လာပါပြီဆိုတော့အခုအချိန်ကတော့6 နာရီ 40 6 နာရီနဲ့40တောင်ရှိသွားပါပြီ9 နာရီခွဲရသွားတာ6 နာရီ40မှာပြန်ရောက်တယ်ပေါ့နော်စိုက်ကယ်ကိုနှိုးကြည့်ရင်ဟိုကထိုးကြည့်ရင်ရလို့ကြည့်ရင်လည်းအဲ့တော့ပြန်ပြီးရပါဘောနော်အခုလူရချွေးတွေအရင်ထွက်နေရဲဆိုချိုးမယ်ချိုးပြီးသွားပြီဆိုလို့ရှင် dinner စားပါမယ်ကဲမနက်ကတော့ရေချိုးပြီးသားဆိုပေမဲ့အခုရေထက်ချိုးမှဖြစ်ပါတယ်ဆဲဝိုင်းကမသုံးပါဘူးဆဲဝိုင်းသုံးရင်ဝက်ချန်ပေါက်တဲ့လူတွေကဝက်ချန်ပို့ပြီးတော့ပေါက်တော့တယ်ပေါ့နော်အခက်မတင်လို့ရှင်အဲကြောင့်မလို့မသုံးပါဘူး Michelin water နဲ့ပဲချက်တာမြင်ပါတယ် Michelin water ကပို့ပြီးတော့လည်းsensitive skin တွေအတွက်ဆိုကောင်းတယ်လို့ခံစားရတယ်ပေါ့နော်အဲကြောင့်မလို့ white bread ကတော့ခမတဲ့ breakout တွေထွက်တာများတယ်ပေါ့နော်အဲကြောင့်မလို့ပါအဲ့ဟာရကြီးကြီးအပေါ်မှာထိတ်ဖြာကပ်ဖြတ်ပါပြီ you
ချောလို့ပြီးတော့ပါပြီရှင်ဒီနေ့ညလေးကတော့ mask မှာဖြစ်တဲ့အတွက်ကြောင့်မလို့တိုနာလေးပဲလိမ့်ထားလိုက်တယ်ပေါ့နော်တိုနာလေးပဲလိမ့်ထားလိုက်တယ်အနေသုံးတဲ့တိုနာကတော့ဒီတိုနာလေးဖြစ်ပါတယ် annual က77 plus ပေါ့နော်ဒီတိုနာအနေနဲ့တော်တော်တဲ့တယ်နှစ်လောက်ရှိပြီသုံးလာတာပေါ့နော်အဒီညတော့ mask ကမှာဆိုတော့တိုနာပဲလိမ့်နေပါတယ် mask တွေကတော့အနေမှာအများကြီးရှိရဘာဖြစ်လို့လဲဆိုတော့ half year sale တွေအများကြီးရထား66မှာလေဒါတွေအကုန်လုံးကို short သေးနဲ့စမသေးနဲ့ရထားပါတော့အဲ့တော့ mask တွေအိမ်မှာပေါ်နေလို့မင်းတဲ့အနေနဲ့နေအောင်စလုံးနေ mask ကပါမယ်အဲ့တော့ထမင်းအေးရတော့စားမယ်ပေါ့နော်ညစာအေးရတော့စားမယ်ပေါ့နော်ထမင်းတော့မဟုတ်သူကအဲ့လိုမျိုး scientifically research လုပ်ထားရှိရပါတော့ scientifically research အရာဆိုလို့ရှင်သူကညမို့ဆိုပေါ့အဲ့ခါနီးဆိုလို့ရှင်အစားမစားရဘူးဘာဖြစ်လို့လဲဆိုတော့အစားစားလို့ရှိရင်ကိုယ်ခန္ဓာကိုယ်ကအစာချက်ရတဲ့ခါကျတော့နှလုံးခုန်လုံးကမြင့်တယ်ပေါ့နော်နှလုံးခုန်လုံးကမြင့်လို့ရှိရင်တဲ့ညဘက်အိတ်မပြောဘူးဘာဖြစ်လို့ဆိုတော့ညဘက်အိတ်ကောင်းကောင်းအိတ်ပြောဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ heart rate ကstable ဖြစ်နေရမယ်ပုံမှန်ကိုခုန်နေတဲ့ rate ထက်နည်းနည်းပိုပြီးတော့မှ slow down ဖြစ်နေဖို့လိုတယ်ပေါ့နော်နင်းနေဖို့လိုတယ်ပေါ့အဲကြလို့ရှိရင်လူကကောင်းကောင်းအိပ်ပျော်တယ်နှလုံးခုန်နှုန်းတွေအရင်မြင်လို့ရှိရင်တဲ့ညဘက်ဆိုရင်ကောင်းကောင်းအိပ်မပျော်တတ်ဘူးပေါ့နော်ညသာတော့စားကြရအောင်မရှင်မကင်တပိုက်တယ် blueberry ဘယ်ကင်ထားလား ဟုတ်ပါ blueberry salmon egg just skincare လို့ပို့ချင်အောင်ရှိလို့လာပါပြီဆိုတော့ညစာလည်းစားပြီးတော့ပါပြီညစာလည်းပါပြီ skincare လုပ်မယ်ဆိုရင်လက်ဆေးပါခုနကအနေက toner လုပ်ပြီးရှိသွားပြီဆိုတော့တိုင်ကပ်ပါတော့ဒီနေ့တော့မှာတော့ central ဖြစ်ပါတယ်တပွားရဲ့ငါ့ချိုးတော့ဟိုအေးလိုက်တာ ဟုတ် အော်ဒီကက အခုချမဟုတ်လား အာကိုကိုညကဲဟိုရောလေဘင်းတွေကိုလိမ့်ပြီးတော့ အပိုင်အောင်ညမိမလိုက်ပြီ စပင်းကြမ်းရတယ်ရမယ်ချလိုက် တို့တင်နိုင် ဒီအခုနဆိုအရေးတွေကုန်ကုန်အောက်ကိုပြုတ်ချ ညနေဝိုင်းဒီနေချပူကောင်းလူရဲ့ ဘာကြည့်လို့ပြောလဲရတယ်နော်ဘယ်နဲ့မှမတော်လေးတပင်းလိုက်ကြချူဘီ They're so Tissue cute.ပြလိုက်ပြီသား And then I also got these Oh from- my god Wowအခုအန်ရိုးက9နာရီ7မိနစ်ရှိပေါ့နော်ပုံမှန်ဆိုရင်ဒီချိန်ကအနေနဲ့အလုပ်လုပ်ချိန်ဆိုတော့အခုချိန်ဆိုလို့ရှိရင်အဲ့လို post တွေရေးဖို့ပေါ့နော်အဲ့လိုမျိုးစဉ်းစားရတယ်ခါကြိုက် cam ရှိရ cam လေးရှိရအဲ့လိုည9နာရီ10နာရီ cam လေးရှိရဆိုတော့ဒီချိန်ကအနေနဲ့အလုပ်လုပ်ချင်ပါတော့ဒါပေမဲ့ဒီနေ့တော့အနေအဲ့ဒါကိုမလုပ်တော့ဘူးပေါ့နော်စိတ်ဖြတ်လိုက်မယ်ပေါ့နော်အနေကအဲ့လိုမျိုးတခြားလူတွေကိုဆိုလို့ရှိရင်လေ nervous healing လုပ်ပါလို့ပြောပြမယ်ကိုနဲ့ပတ်သက်တော်တော်လေးလုပ်ရတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းအလုပ်ကိုလေစိတ်ထဲမှာကွာအမြဲတမ်းတွေးနေရပါတော့လှုပ်ရှားရှိရတွေးနေတယ်အလုပ်တွေကအမြဲတမ်းစိတ်ထဲရောက်နေတာပေါ့နော်မစာပြန်မဲ့စာတွေရှိရဲအဲ့လိုမျိုးအများကြီးရှိရခါကြတော့အမြဲတမ်းတွေးနေမိတာအဲ့တော့ဒီနေ့တရက်ကိုတော့ဘာစိတ်ဖြတ်မယ်ပေါ့နော်9နာရီထိုးပြီဆိုတော့အနေခဏနေလို့ရှိရင်အိတ်တော်မှာ10နာရီခွဲဆိုအိမ်မယ်ပေါ့နော်10နာရီကတော့အရင်စောနေရပေါ့နော်10နာရီခွဲဆိုအိမ်မယ်မနေ့ကျရင်9နာရီထားမယ်9နာရီခွဲထားမယ်ပေါ့နော်အဲ့တော့အခုချိန်ကလေးကစပြီးတော့မှကိုက social media ဝိုင်းကြောင်းလောက်ရမှာကွာလုံးဝ social media လုံးဝဒီချိန်မှာစပိတ်လိုက်ရမှာအဲ့မှာမအိတ်ခင်
အနည်းဆုံးတစ်နာရီအလိုမှာကိုကအလိုမျိုးကိုယ့်ရဲ့ brain ကိုကြိုပြီး shut down လုပ်ထားနိုင်မှာပေါ့နော်ဆိုတော့ဒီနေ့တော့အမှန်တော့အလုပ်ကတော့ရှိတယ်ပေါ့နော်အလုပ်တွေကတော့ရှိတယ်ဒါပေမဲ့ it's okay အဲ့ဒါတွေကိုအခုစိတ်ဖြတ်ထားလိုက်ပြီးတော့ဒီနေ့အန်ကြပြီးအိတ်မယ်ဘာလို့မလဲ MP8 နဲ့ P8 မှာ Okay အဲ့ဒါအခုဆမ်မိုမိုင်းစီးတွေဖြစ်တော့မယ်ဆမ်မိုမိုင်းကအော်ရောဒီလိုလေးလာဒီလိုလေးလာလာအနက်လေးဆုံးနေဘူးလားလက်ထည့်လိုက်ရမှာမလားချမ်မိုင်းစီးလေးကိုစိတ်လိုက်ပါပြီဟုတ်ကဲ့ရောတော့ ညညတော့ဒီအာ ခဏနေ ချောင်းမိုင်းနေပါဘူး နန်းတော့စိန်ထား အများကြီးနေပါလား ကြည့်ကြည့်ရောင်လေးတက်လာရလား ရှောက်ချမ်းနေပါ အဝါရောင်လေးဖြစ်လာအဝါရောင်လေး Health sleep ဆိုတော့အိတ်တာကူညီပေးတယ် beauty လှပစေတယ် clearing away heat and detoxification အပူငြိမ်းစေတယ် curing cough အဲ့ဒါလေချောင်းဆိုးကုစားပေးတယ် anti pneumonia ကို anti pneumonia မဖြစ်အောင်ကာကွယ်ပေးတယ်ပေါ့နော် anti virus ဖြစ်စေပေါ့နော်အဲ့တော့ improve sleep ပေါ့နော် chamomile tea is very gentle which can release stress and improve irritability drinking chamomile with a little honey can effectively relieve pressure and have a sleep benefit honey နဲ့ထည့်တော့ဒါပေမဲ့ honey နဲ့ထည့်မတော့တော့ဒါနဲ့တောက်လိုက်နော်ပိုကောင်းအောင်လို့ enhance memory ကိုကောင်းစေတယ် chamomile tea can not only treat insomnia reduce blood pressure and have vitality or refresh but also enhance memory and reduce cholesterol နဲ့ကျစေတယ်နောက်ပြီးရင်ချောင်းဆိုးတစေတယ်ဘာညာပေါ့နော် ဟုတ်တယ်ကြိုက်တယ်ဟုတ်တယ်အားမရှိ ဒါဒီကနှစ်တော့ဒါဝေးထားနှစ်ရှိပြီလား ဘူးမရှိဘူး ဟုတ်တယ်2016အော်2016စာရေးပါမယ် တိုင်းဒီဟာလေးအတိုင်းနဲ့ဒီကျူချိုင်းနေပါလေနောက်တစ်ချိန်မှာဒီနေ့နဲ့ဆိုရင် day 4ရောက်ပါပြီ gratitude challenge ဝင်နေတဲ့သူတယောက်ရှိပါတယ်အနေကတော့ဒါ night time ဝယ်ရေးမှာပေါ့နော်လက်ခင်မှာဆက်ချရတာအိတ်ဆက်ချင်းကိုကူညီပေးနိုင်တယ်တဲ့ ဒီစောက်နေရတော့ကောလာတော့တူတရတော့ Okay ထိထက်လာမထိထက်လာမယ်ချမ်ပိန်ဒီဆောင်ကိုပြင်းပါလား ဘယ်လိုလဲ အဲ့ဒီ ဒီက Friday လားဘယ်နေ့လဲဒီကဘယ်နေ့လဲလို့ no sé tienes que ir no me olvido ya me olvido estaba ya noဒီပါပြီခုဖျားရှိခိုးပါတော့လေ 再修，人家再修，人家没。我们在什么？那我就看到没？为什么要尿？这样没？这样没？这样没？搞我搞我。老师，我的电脑没，我想你。我下班没了嘛？你那多久？只有刚刚一场没。
Okay, then I'm going to twisting about it. Let's show it. Yeah. Let's show it. Yeah, show what me do. Anh đi là thế bà. Ya đi. Cô phải xem. Công việc có cái gì vậy? Chưa bà. Nó có đâu? Đâu được nói. Đi mua đâu rồi. Nào bạn đấy rồi. Thế ạ. Trái hậu thủ này. Rồi. Ok, giao cho mami. Đúng rồi. Aku Hချင်းရဲ့နောက်ဆုံးအဆက်ပါနော်Hချင်းစီတဲ့ routine ရဲ့ final step ကစောက်ဖတ်တာဖြစ်ပါတယ်အများတော့စောက်ဖတ်ကြမလို့တော့တော်တော်လေး H ချင်းလေးပေါ့နော်အဲ့တော့ဒါမဲ့လည်းဖတ်လိုက်ပါအောင်မယ်ဒါအခုရပိုက်ဖတ်နေရစာအုပ်ပါ brain food ဆိုတဲ့စာအုပ်ပေါ့နော်အဲ့စာအုပ်လေးကိုတော်တော်လေးကိုသဘောကျပါတယ် turkey fat ကိုစားမှာလေကိုယ် 我 နေ 要吃一份。你这个跟你心里差就是不一样了。 ပျက်စီးနေရတော့ထဲမှာပြောရတယ် 你那样，你还随便的，就是你比非常这个心里的，那都是，你是礼拜， တော်ရှင်နေပြီ စာအုပ်ဖတ်တာ routine က effective အဖြစ်တော့ဖြစ်မှထင်တယ် 哦，嘛，那年中啊， တမျက်လာတော့မဖတ်ရသေးဘူးတုံးတာတန်းတားတဲ့နေဆိုတော့အရင် effective ဖြစ်တဲ့ဟာတစ်ခုလို့ပြောလို့ရတယ် 哎呀，你叫我因为啥子？因为啥子？说打 H，因为啥子 H，打 H，要吗？ ဟုတ်လားအချာ Yeah, time to sleep baby Good day. See drink. ခေါ်လိုက်ပါအိပ်ပါပြီ Hello good morning Hello morning မပြားတလဲလေးစားမဖြစ်ပါရဲ့ရှင် It's my favorite food of မပြားတလဲစားမှာဖြစ်ပါတယ်မပြားတလဲကိုဘာနဲ့စားတာကြိုက်ပါသလဲအနေကတော့ခရမ်းညနေနဲ့စားကြိုက်ပါတယ်ခရမ်းညနေအနဲ့ခရမ်းညနေနဲ့စားတာကြိုက်ပါတယ်ခရမ်းညနေထောင်းနဲ့စားကြိုက်ပါတယ်ပြီးတော့မပြားတလဲကိုစီနဲ့လည်းစားလို့ရပါတယ် စီနဲ့စားနဲ့အဲ့ နန်းတောင်းနဲ့လည်းစားလို့ရပါတယ်ဒါပေမဲ့လည်းခရမ်းညနေနဲ့ပဲစားမှဖြစ်ပါတယ်ကောင်းလား ကောင်းဘာလို့ညောင်ခရမ်းညနေထောင်းနဲ့စားအရင်ကြိုက်ပါတယ် Good morning ကဲအနေရဲ့
the perfect night routine လေးကတော့ပြီးသွားပြီဆိုတဲ့ခါကျတော့အခု ready မေးမယ်ပေါ့နော်မနေ့ညဘယ်လောက်ကောင်းကောင်းအိပ်ပျော်ခဲ့တယ်လို့ခံစားရတယ်ဘယ်လောက်အေးဝါခဲ့လဲဆိုတာအဲ့လို ready ပေးမယ်အဲ့တော့မနေ့က routine လုပ်ပြီးတော့အိပ်တဲ့ချိန်မှာဘယ်လိုခံစားရလဲ ဒါအဲ့လိုကောင်းပါလေ ဟုတ်လား တော်လေးလေနေလို့ထိုင်လို့ကောင်းပါလေ အရင်နေ့တွေကနဲ့အိပ်တာနဲ့ဘာကွာလဲ ဒီနေ့ကဆိုရင်အဲ့လိုတိတ်မပြောပါဘူးအခုအေးရရနဲ့ခင်ဗျားနေတဲ့တိုင်ပြောသွားပါလေဒါပေမဲ့တညာတော့တစ်ခါတော့နိုးလာပါလေ တခါတော့ အဲ့တော့30ပါဆို6လောက်တော့ပေးချင်ပါတယ်တစ်ခါတော့တယောက်ယောက်ရံသွားတယ်ကျွန်တော်လန်လို့သွားပါတယ် အခုအနည်းတော့လေတကယ်ကိုအလုပ်ဖြစ်တယ်လို့ပြောရမယ်အဲ့ routine ကလေအရင်ကဆိုအဲ့လိုမပြောဘူးပေါ့နော်အဓိကခေါင်းထဲမှာအတွေးတွေကို shut down လုပ်လို့မရဘူးဒါပေမဲ့မနေ့က routine လုပ်ပြီးတဲ့အချိန်မှာခေါင်းထဲမှာအတွေး shut down လုပ်ပြီးတော့မြန်ပဲအိပ်ပြောသွားတယ်မနိုးကျတော့ညတခါမှမနိုးဘူးထင်တယ်မနိုးရေတော့ထမတော့ဘူးရေလည်းထမတော့ဘူးရှူလည်းထမပေါက်ဘူးကွာရေလည်းထမတော့ဘူးအိမ်နာလည်းထမတော့ဘူးတညတော့အိပ်ပြောမနှက်မိုးလင်းတော့အလန်းမမီခင်ကလေးကနိုးနေတာ6နာရီခွဲအလန်းပြီးတာ6နာရီကလေးကနိုးနေတာ6နာရီကလေးကနိုးနေပြီမဲ့ခဏပြန်မေးပြီးအိပ်ပြော6နာရီခွဲတော့မှအလန်းမြည်မှထားပါတော့ဒီ routine ကတကယ်အလုပ်ဖြစ်လားဆိုရင်တကယ်အလုပ်ဖြစ်ပါတယ်လမ်းလျှောက်တာရောခါဒီကိုလုပ်တာရောအများကြီးပြင်ပန်းသွားပြီးတော့ရေချိုးလိုက်တာရော meditation လုပ်တာတော့ကောင်း meditation လုပ်တဲ့အခါမှာတော်တော်အိပ်ပျော်သွားတယ်တော်တော်အိပ်လို့ကောင်းသွားတယ် meditation လုပ်တဲ့အချိန်မှာတော်တော်အိပ်လို့ကောင်းသွားတယ်ပေါ့နော်တော့ ကျွန်တော်လေဒီတဲ့နောက်ထပ်ကောင်းတဲ့ video တွေ machine တွေလာမှာဖြစ်ပါတယ် အညီတို့အခု data routine ကိုစမ်းပြီးသွားပြီဆိုတော့နောက်ထပ် challenge video လေးလည်းဆက်လက်ပြီးလာဖို့ရှိတဲ့အတွက်ကြောင့်မို့လို့နဲ့အနေနဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြပါဦးเนาะ video လေးကိုသဘောကျတယ်မင်းနဲ့အနေနဲ့ကို supporting လုပ်ပေးခြင်းနဲ့ဆိုရင် comment ထဲမှာအသေးပုံ emoji လေးမှန်ခဲ့ပေးနိုင်ပါတယ်เนาะနောက် video လေးတွေမှာပြန်တွေ့ကြပါမယ်ရှင် bye bye